ဒီမှာမေးထားတယ်ပေါ့နော်ဘယ်လိုလုပ်ရတာလဲတဲ့โอเคကျွန်တော်တို့ဒီကိုယ့်ရဲ့ကျမ်းမာရေးစရိတ်ကိုမကုန်ချင်ဘူးကိုယ့်ရဲ့အိမ်ထဲကနေပြီးတော့မထုတ်ချင်ဘူးဆိုလို့ရှိရင်တော့ AI မြန်မာရဲ့အလုံးစုံကျမ်းမာရေးအာမခံကိုစီမံလို့ရပါတယ်နောက်ပြီးတော့ကိုကငွေလဲစုချင်တယ်စုငွေတွေးပေါင်းရတာကိုလည်းသဘောကျတယ်ကွန်ပျူတာစုရဲ့ရှေ့ရေးနောင်ရေးကိုလည်းစစ်အေးချင်တယ်ဆိုလို့ရှိရင်တော့ AI မြန်မာရဲ့ဘဝတတရွေးချယ်အသက်အာမခံလို့ခေါ်တဲ့ဝေစုဆောင်ခြင်းပါတဲ့အာမခံကိုရွေးချယ်ပြီးတော့စီမံလို့ရပါတယ်ခင်ဗျာအာမခံအမျိုးအစားလိုက်ပေးသွင်းရတဲ့ premium ကြီးတွေကတော့တစ်ခုနဲ့တစ်ခုမတူကြပါဘူးခင်ဗျာလူတစ်ယောက်ရဲ့အသက်အရွယ်ပေါ်မူတည်ပြီးတော့ premium ကြီးတွေကတော့ဒါအနည်းများပေါ်ထပ်သွားပါတယ်အဲ့တော့ကျမ်းမာရေးအာမခံမှာဆိုလို့ရှိရင်လည်းတနေ့ကိုရာခိုင်နှုန်းကနေစပြီးတော့စီမံလို့ရသလိုဒီငွေစုဆောင်ခြင်းပါတဲ့အသက်အာမခံမှာဆိုလို့ရှိရင်လည်းတနေ့ကိုထောင်ကနေစပြီးတော့စီမံလို့ရပါတယ်ခင်ဗျာဒီအာမခံကိုထားခွင့်ရှိတဲ့လူတွေကကြတော့ကျွန်တော်ဒီတလာသားပေါ့နော်ခလေးလေးတလာသားနေစပြီးတော့အသက်60 65အထိထားလို့ရပါတယ်အသက်60 65မပြည့်ခင်မှာထားမယ်ဆိုရင်လည်းအသက်80တရားအထိကိုအရင်မြန်မာကနေပြီးတော့ဆက်လက်တောင်းပြီးတော့အကောင့်ကပေးနေမှာဖြစ်ပါတယ်။ဘာလို့လိုအပ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီစောစောပြောတဲ့နိုင်ငံသားမှတ်ပုံတင်လို့မယ်ပြီးရင်ဆို AI မြန်မာကနေမေးတဲ့ပေါ်တော့ဒီမေးခွန်းလေးတွေရှိမယ်။ဥပမာကျမ်းမာရေးမေးခွန်းတွေရှိမယ်အလုပ်ကနေပတ်သက်တဲ့မေးခွန်းတွေရှိမယ်။အဲ့တော့ဒီမေးခွန်းလေးတွေကိုဖြေဆိုပြီးပြီဆိုလို့ရှိရင်တော့အာမခံထားလို့ရပါပြီ။ဒါကြောင့်မို့လို့ AI မြန်မာရဲ့ဒီအာမခံ policy တွေကိုကိုယ့်ရဲ့ပြည်တွင်းမှာပဲမဟုတ်ဘဲနဲ့မြန်မာနိုင်ငံသားမှတ်ပုံတင်ရှိုံနဲ့နိုင်ငံခြားမှာရှိတဲ့လူတွေလည်းလှမ်းပြီးတော့ဆက်သွယ်ပြီးတော့ထားလို့ရပါတယ်ခင်ဗျာအဲ့ဒါကြောင့်ဒီကိုရဲ့အသက်အရွယ်နဲ့ကိုကဘယ်အာမခံမျိုးစားကိုထားခြင်းလဲငွေကြေးဘယ်လောက်ကုန်ကြမယ်ဆိုတာကိုသိချင်တော့ကျွန်တော်ရဲ့ဒီ CV ကနေပြီးတော့လည်းလာပြီးတော့အသေးစိတ်မေးလို့ရတယ်လို့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့399250 9996ကနေလာပြီးတော့ဆက်သွယ်လို့ရပါတယ်ခင်ဗျာ